ဒီမှာပါအပိမှုတော့ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီပေါ်မှာလဲကိုယ့်ရဲ့ logo လေးနဲ့ပေါ့နော်အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့မိတ်ဆွေတွေထဲမှာ online shopping ရောင်းနေတဲ့သူတွေအများကြီးရှိပါတယ်အဲ့ဒီမှာမှကျွန်တော်တို့ online shopping လုပ်နေတဲ့အတူတွေအတွက်ကိုယ့်ရဲ့ customer တွေကိုကျွန်တော်တို့ဖုန်းထဲကနေပြီးတော့ voucher လေးတွေထုတ်ပေးလို့ရအောင်ကိုဖုန်းထဲကနေပြီးတော့ voucher လေးတွေဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ဒီကောင်လေးကတော့ကျွန်တော်တို့ computer လည်းမလိုပါဘူးဖုန်းနဲ့ voucher လေးအမိုက်စားလေးအလန်းစားလေးလုပ်လို့ရပါတယ်အဲ့နီလန်းလေးကိုကျွန်တော်ဒီကနေ့ပြောပြပေးမှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်နဲ့အတူလိုက်လုပ်ကြည့်အောင်နော်ပထမဆုံးလိုအပ်တဲ့ software လေးကတော့ဒီကောင်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ instant invoice ဆိုတဲ့ software လေးကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ customer တွေအတွက်အလွယ်ကူဆုံးနဲ့အမြန်ဆုံး voucher လေးတစ်ခုလုပ်လို့ရမှာဖြစ်ပါတယ်။ Okay ပထမဆုံးကျွန်တော်ဒီ instant invoice ဆိုတဲ့ software လေးကိုကျွန်တော်ဖွင့်လိုက်မယ်။ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ short logo ဆိုတာရှိပါတယ်အပေါ်မှာဒီနေရာမှာ short logo ဆိုတဲ့နေရာမှာကိုယ့်ရဲ့ logo sign နာမည်နဲ့လောက်ထားတဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ကျွန်တော်ရဲ့ logo လေးထည့်လိုက်မယ်။ Okay ပြီးလို့ရှိရင်ဒီအပေါ်မှာရှိတဲ့ crop ဆိုတဲ့အားလေးကိုနှိပ်လိုက်ပါပြီးလို့ရှိရင် name နဲ့ enter business name နေရာမှာကျွန်တော်တို့ကိုယ့်ရဲ့ sign နာမည်ပေါ့နော်ကျွန်တော်ကတော့ကျွန်တော်ရဲ့ channel name လေးထည့်လိုက်မယ် MYP hit တိုင်းဆိုပြီးတော့ကျွန်တော်တို့ထည့်လိုက်မယ်ပြီးလို့ရှိရင်လိပ်စာထည့်ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့လိပ်စာပေါ့နော်ကိုယ့်ရဲ့ sign လိပ်စာပေါ့ကျွန်တော်ကတော့ဒီလက်ရှိကျွန်တော်နေတဲ့လိပ်စာကိုထည့်လိုက်မယ်ကျွန်တော်ကတော့ဥပမာအနေနဲ့ထည့်ပြပေးတာဖြစ်ပါတယ်Okay ဒါဆိုလို့ရှိရင်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဖုန်းနံပါတ်ထည့်ရမှာပေါ့နော်ကျွန်တော်ကတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုကျွန်တော်ဥပမာအနေနဲ့ထည့်ပြလိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာ message ပေါ့နော် message နေရာမှာ thank you for shopping with us ဒါကတော့ကျွန်တော်တို့အင်္ဂလိပ်လိုပေါ့နော်ကျွန်တော်တို့ကမြန်မာစာနဲ့ပြောင်းပြီးထည့်လိုက်မယ်အပီမှုအတွက်โอเคကျွန်တော်ဒီလိုမျိုးလေးရိုက်ထည့်လိုက်မယ်ပြီးလို့ရှိရင်ဒီအောက်က currency ပေါ့နော် currency ကတော့ကျွန်တော်မြန်မာကိုရွေးပြလိုက်မယ်ကျွန်တော်ဒီမှာမြန်မာကျပ်ကိုရွေးပြလိုက်မယ်ပြီးလို့ရှိရင်အောက်က SED set ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ဒီမှာ order ID order date ပေါ့နော်ပထမဆုံး order ID 078ပေါ့နော်ကျွန်တော်012ပေါ့နော်ကျွန်တော်ဥပမာအနေနဲ့ထည့်ပြပေးရဖြစ်ပါတယ် order date ကတော့ကျွန်တော်လက်ရှိဥပမာပဲထည့်ပြီးတော့ကျွန်တော် okay ပေးလိုက်မယ်ကိုယ့်ရဲ့ date ပေါ့နော်ကိုကြိုက်တဲ့ date ကိုထည့်ပါကို customer ဝယ်တဲ့ date ပေါ့နော်ပြီးလို့ရှိရင်အောက်မှာရှိတဲ့ customer information ဆိုတဲ့နေရာမှာကျွန်တော်တို့ customer name ပေါ့နော် customer name ကတော့တခုခု customer ရဲ့နာမည်ကိုထည့်လိုက်ပါကျွန်တော်ကတော့ customer ရဲ့နာမည်နေရာမှာကျွန်တော်ဥပမာအနေနဲ့ထည့်ပေးလိုက်မယ်ပြီးလို့ရှိရင် customer ရဲ့ address ပေါ့နော်ပြီးလို့ကျွန်တော်ရန်ကုန်လို့ထည့်ပေးလိုက်မယ် customer ရဲ့ဖုန်းနံပါတ်ပေါ့နော် customer ရဲ့ဖုန်းနံပါတ်ထည့်လို့ရတယ်ကိုကြိုက်တာထည့်လို့ရတယ် customer ရဲ့ဖုန်းနံပါတ်ကိုအမှန်ထည့်လို့လည်းရတယ်ပြီးလို့ရှိရင် delivery fee ပေါ့နော် delivery ကတော့ကျွန်တော်ဥပမာအနေနဲ့2000ဆိုပြီးတော့ထည့်လိုက်မယ်ပြီးလို့ရှိရင် advance pay ကတော့ဒီကောင်ကတော့ရပါတယ်ဘာမှမဖြစ်ပါဘူးဒီပြီးတော့ tax rate ကလည်းမထည့်လည်းရတယ်ပြီးလို့ရှိရင် discount ကတော့ဘယ်လောက်ထည့်လဲပေါ့နော်ကိုကဘယ်လောက် discount ပေးလဲပေါ့အဲ့ဒါဒီထည့်လို့ရပါတယ်ပြီးလို့ရှိရင်ဒီမှာ pay start တကယ်လို့ကိုက
customer ပေးပြီးသားဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ paid လို့ပေါ်မှာပဲကဲလို့ customer မပေးရသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ paid ကိုထည့်စရာငွေပေးမချေရသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ paid ကိုထည့်စရာမလိုပါဘူးပြီးလို့ရှိရင်ဒီအောက်နားမှာရှိတဲ့ add item ဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်နှိပ်ပါမယ်ဒီမှာ name of the item ဆိုတဲ့နေရာမှာကိုယ့်ရဲ့ customer ဝယ်တဲ့ပစ္စည်းကိုထည့်ပါပဲကျွန်တော်လောလောဆယ် shampoo shampoo ဆိုပြီးတော့ထည့်လိုက်မယ်ဒီမှာ item ရဲ့အကောင့် item အဲ့ပစ္စည်းရဲ့ဘယ်နှခုလဲပေါ့နော်ပစ္စည်းဘယ်နှမျိုးလဲပစ္စည်းကျွန်တော်ဒီမှာ10ခုလောက်ထည့်လိုက်မယ်ကျွန်တော်ဒီမှာ10ထည့်လိုက်မယ်ပြီးလို့ရှိရင် price per item ဆိုတဲ့နေရာမှာပစ္စည်းတစ်ခုကိုသူကဈေးနှုန်းဘယ်လောက်လဲပေါ့နော်ကျွန်တော်ဒီနေရာမှာကျွန်တော်2500နဲ့ထည့်လိုက်မယ်ပြီးလို့ရှိရင်ဒီဘေးနာက addဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒီလိုမျိုးနဲ့ item တွေအများကြီးထည့်တော့လို့ရတာပေါ့နော်ဒီမှာကျွန်တော်တို့အောက်မှာပေါ်နေပါပြီဒီမှာ shampoo 10ဘူးပေါ့နော်2500စီးနဲ့2000ခွဲဒါဆိုလို့ရှိရင်ကျွန်တော်တို့အလွယ်ကူဆုံးနဲ့ဘောင်ချာလေးတစ်ခုရမှာဖြစ်ပါတယ်ဒီမှာ name address ပြီးတော့ phone number ပေါ့နော်ဒီမှာကိုယ့်ရဲ့ logo တွေလည်းရှိတယ်အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ဟို customer ကို feedback ပေးတဲ့စာတွေလည်းရှိတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့တကယ်လို့ဒီ phone ချာလေးကကိုယ့်အတွက်အသုံးဝင်တဲ့အဆင်ပြေပြီဆိုလို့ရှိရင်သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ save to gallery ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ customer ကိုပို့ပေးလို့ရမှာဖြစ်ပါတယ် Okay ကျွန်တော် save to gallery ဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒီမှာကျွန်တော်တို့ allow ကိုပေးမှာဖြစ်ပါတယ် save to gallery ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်ပြီးဒီမှာ save to successfully ဖြစ်တာပါပြီအဲဒါဆိုလို့ရှိရင်ကျွန်တော်က gallery ထဲကိုတွားကြည့်မယ် Okay ဒီမှာကျွန်တော်ဝင်ကြည့်လိုက်ပါပြီဒီမှာပါအပိမှုတော့ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီပေါ်မှာလဲကိုယ့်ရဲ့ logo လေးနဲ့ပေါ့နော်ပြီးတော့ဒီမှာဘောင်ချာလေးလှပပတီတီတက်တက်လေးနဲ့ဘောင်ချာလေးတစ်ခုရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့မိတ်ဆွေများလည်းအဆင်ပြေမယ်လို့ယုံကြည်ပါတယ်ရန်လွယ်ကူပြီးတော့တီတီတက်တက်နဲ့ဘောင်ချာလေးတစ်ခုကိုလွယ်ကူဆုံးနဲ့ရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်